ဒီ site ကကျွန်တော်2023တုန်းက12ကြိမ်မှာကျွန်တော်ကဒီမှာ6395ကို9396လို့တင်ခဲ့တဲ့မူတဲ့ကဒီတမူပါတာပေါ့ဗျာနော်ကျွန်တော်အဲ့တုန်းကကျွန်တော်က9396ဆိုပြီးတင်ခဲ့တာပေါ့နော်တော်တော့6395လို့ထွက်ခဲ့တာပေါ့2023မှာအဲ့ဒါလေးကိုပြပါဦးမယ်နော်စာလို့ဗျာနော်868ဆိုပြီးဇောင်းထိုးတယ်သူ့ရဲ့နောက်နဲ့မှာ58ခွန်းဆိုပြီးထွက်တယ်98လေးလို့လည်းဇောင်းထိုးခဲ့တယ်နော်ဒီမှာလည်းဒုတိယကမှာ868လို့ဇောင်းထိုးတယ်98လေးလို့လည်းဇောင်းထိုးတယ်နော်သူ့အောင်နောက်နဲ့မှာတဲ့ခွန်းရှင်5ဆိုပြီးတော့ထွက်ခဲ့တယ်သူကရနော်သူတို့ရဲ့တနေ့2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်မြောက်ပေါ့နော်အဲ9နှစ်မြောက်မှာအောက်ဆင်းလာမယ်ဆိုရင်တဲ့သူ့ရဲ့နောက်နှစ်ကိုအောက်ဆင်းလာမယ်ဆိုရင်အချိန်ကိုက်မှာ3-3ညခွန်းဆိုပြီးဇောင်းထိုးတယ်3-3ညခွန်းဇောင်းထိုးပြီးခါမှာနောက်တစ်နှစ်ကျော်မှာတဲ့8-9-3လို့ဇောင်းထိုးပြီးခါလုံးမှာ9-9ခွန်းလို့ထွက်ခဲ့တယ်9-9ခွန်းထွက်ပြီးခါမှာ8-9-3လို့ဇောင်းထိုးတာပေါ့ဗျာနော်ဒုတိယကမှာခွန်းရှင်9လို့ထွက်ခဲ့တယ်သူ့ရဲ့နောက်နှစ်မှာ3-3ညခွန်းဆိုပြီးဇောင်းထိုးတယ်3-3ညခွန်းဇောင်းထိုးရတဲ့နောက်နှစ်မှာ9-9ခွန်းလို့ထွက်မယ်9-9ခွန်းလို့ထွက်ပြီးခါမှာ8-9-3လို့ဇောင်းထိုးမှာပေါ့ဗျာနော်အဲ8-9-3လို့ဇောင်းထိုးတယ်ပထမကမှာခါသွားမယ်3-4-8နှစ်ကုန်ကနေ3ချိန်ပါပေါ့နော်ဒီမှာလည်းနှစ်ကုန်ကနေ3ချိန်မှာ4-3-8ဆိုပြီးတော့ထွက်ခဲ့တယ်အဲ့ဒီမှာတဲ့ကျွန်တော်ဒါဆိုတော့တုန်းက6-3ည5ကျွန်တော်9-3ည6ထွက်ခဲ့တာလေးပြန်ပြောအောင်လို့ပေါ့ဗျာနော်ဒါလေးကဒီရရင်တဲ့9-9ခွန်းရဲ့ဇောင်းအထက်မှာတဲ့3-4ဒီတဲ့3-4လို့ထွက်ခဲ့တယ်ပေါ့ဗျာအဲ့3-4ထွက်တဲ့ဥစ္စာကတဲ့သူနှစ်အထက်ဇောင်းမှာနောက်နှစ်အထက်ဇောင်းမှာ3ခွန်းနှစ်လို့ဇောင်းထိုးခဲ့တယ်တဲ့ဒုတိယကံမှာလည်းလိုပဲကျွန်တော်ဒါပြခဲ့တယ်နော်နှစ်တိုင်းအရင်တိုင်းနှစ်တည်းပဲခဏပြခဲ့တယ်9-9ခွန်း9-9ခွန်းရဲ့အထက်ဇောင်းမှာတဲ့ခွန်း9-3ညဆိုထွက်ခဲ့တဲ့ကဏ္ဍ3လုံးဒီတဲ့နောက်နှစ်မှာသူ့ရဲ့အထက်ဇောင်းမှာ9-3ညခွန်းဆိုပြီးဇောင်းထိုးခဲ့တယ်အဲ့9-3ညခွန်းဇောင်းထိုးခဲ့တယ်နော်အဲ့လို9-3ညခွန်းဇောင်းထိုးခဲ့တယ်တဲ့သူ့ရဲ့နောက်နှစ်ကဒီ3ည4-9ဒီတဲ့8-9-3ဇောင်းထိုးတယ်အောက်ကိုတဲ့တစ်နှစ်နှစ်နှစ်3နှစ်လို့ဆင်းလိုက်ရင်တဲ့ခါလေးလုံးခါ3လုံးပေါ့ဗျာ4-9-3ညဆိုတဲ့ဒီကဏ္ဍခါ3လုံးအထောင်လေးကတဲ့3နှစ်ခွင်ကိုတဲ့3ခွင်နဲ့လို့ထောင်းပြီးသူ့ရဲ့နောက်နှစ်မှာ3ည4-9ဒီတဲ့ဒီကဏ္ဍကိုလာထည့်ပါတယ်တဲ့4-9-3ညကိုဒီကိုလာထည့်ပါတယ်အဲ့မှာတဲ့ဒီ9-9ခွင်ကိုသူ့နောက်မှာခွင်9-3ညဆိုတဲ့ကဏ္ဍဒီနောက်မှာ9-3ညခွင်လို့လာထောင်းတယ်ထောင်းပြီးတဲ့နောက်ထွက်တဲ့6-3ည5ဒီ8-9-3ထောင်းပြီးတဲ့တစ်နှစ်နှစ်နှစ်3နှစ်မြောက်တစ်ချိန်နှစ်ချိန်3ချိန်မြောက်အောက်မှာတဲ့3-9-3ည6ဆိုပြီးတော့ထောင်းခဲ့တာအဲ့ကဏ္ဍကခွန်50က9-3ညခွန်းလို့ထောင်းတယ်နောက်နှစ်ကိုတဲ့6-3ည5လို့လာထွက်တယ်ကျွန်တော်အဲ့ချိန်တုန်းကကျွန်တော်တင်ခဲ့တာတစ်ပြက် site တင်နေလို့ပေါ့နော်ကျွန်တော်ကကြတော့9ထိပ်စီးနဲ့9-3ည6လို့တင်ခဲ့တာပေါ့ဗျာအဲ့တုန်းကကျွန်တော်က2-4-5ဆိုပြီးတော့ထည့်ချင်တာအဲ့မှာ2-4-5မထည့်ပဲ2-4-6လို့ပဲထည့်ပြီးကြမှာသူက6-3ည5လို့ထွက်သွားတာပေါ့နော်အဲ့ site အဲ့ site ကတဲ့အခုဒီကိုပြန်ပြီးသွားမှာပေါ့ဗျာနော်ဆိုတော့ဒါပြောခဲ့တဲ့ရှေ့မှာ3-4ခွန်းထောင်းတာ3-4ခွန်းလို့ထောင်းတာတယ်သူရဲ့တပင်းကြုံမှာအဲ့တနေ့2နှစ်3နှစ်4နှစ်5နှစ်တွက်ရင်လည်း2-4-3ဆိုပြီးဇောင်းထိုးထားတယ်ဒုတိယကံမှာလည်း3-3ညခွန်းရှေ့မှာခွန်း3-4လို့ဇောင်းထိုးထားတယ်အဲ့တနေ့2နှစ်3နှစ်4နှစ်5နှစ်မြောက်တဲ့လည်း4-2-3လို့ထပ်ပြီးဇောင်းထိုးထားတယ်ပေါ့ဗျာနော်ဒီခွန်း3-4တွေကဒီခွန်း3-4ကိုလာထွက်တခါအဲ့ခွန်း3-4ရရင်ဒီခွန်း3-4လို့လာထွက်ပေါ့နော်သူကကြတော့ဒီခါလေးကဘုံပေါ့နော်ဘုံဆော့ပြီးလာမှဒီကိုလာထွက်ဒီဥစ္စာကိုကျွန်တော်ကတက်3ကက်စီနဲ့ဆော့ထားတာလည်းရှိပါတယ်နော်ဒါနဲ့ဒီမှာတော့ဒီကဏ္ဍကဒီကိုလာထွက်ပြီးတော့တခါဒီကဏ္ဍကဒီကိုလာထွက်ပြီးတော့မှဒီကိုလာမှာပေါ့ဗျာနော်ဒီ3-3ညခွန်းထွက်ပြီးရသူ့ရဲ့နောက်မှာ3-3ညခွန်းဆို3ထိပ်စီလေးနဲ့ထွက်ထားသေးတယ်ဒီ3ခွန်း3-4လို့ထွက်ထားတဲ့သူ့ရဲ့တပင်ကြုံမှာ3ထိပ်စီလေးနဲ့3-4နှစ်လို့ထွက်ထားသေးတယ်ဒီ3-4ခွန်းဆောင်းရဲ့နောက်မှာလည်းတဲ့ဒီမှာ3ထိပ်စီလေးနဲ့ထွက်မယ်ဆိုရင်3-4ခွန်း3ထိပ်စီလေးနဲ့ထွက်မယ်ဆိုရင်တဲ့စောစောကကျွန်တော်ပြခဲ့တဲ့3နှစ်လေးပေါ့ဗျာထွက်လို့ရတယ်အဲ့မှာနှစ်ခါလေးတွေပေါ့နှစ်ခါလေးတွေစောစောပြခဲ့ပြီလေအဲ့ဒီခုနှစ်ခါလေးကိုလည်းတစ်ခါခေါ်ပြလိုက်အောင်လေနှစ်ခါလေးဆိုရှင်နှစ်ခါလေးအဲ့နှစ်ခါကဒီမှာ8-9-3 3-9-8ထောက်ထားတာဒီနားလေးမှာပုံစံနှစ်ကြိုက်ချိန်ကြိုက်လေးမှာပဲเนาะ8-9-3ဆို4ကက်ရှိတယ်အဲ့8-9-3ကိုတဲ့เนาะသူရရင်ပေါ့ဗျာနောက်ကတစ်နှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်မြောက်သွားလိုက်ရင်တစ်နှစ်နှစ်နှစ်3နှစ်လို့ထပ်သွားလိုက်နှစ်ခါဒုတိယကက်လေးသွားမယ်เนาะဒုတိယကံမှာလည်းတစ်နှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်သွားမယ်တစ်နှစ်နှစ်နှစ်3နှစ်သွားလိုက်နှစ်ခါတတိယကက်လေးသွားမှာပေါ့ဗျာဒီကတစ်နှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်တစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာနှစ်ခါအဲ့တော့ဒီမှာတဲ့8-9-3ရှိသွားပြီတစ်နှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်သွားမယ်တစ်နှစ်နှစ်နှစ်3နှစ်မှာနှစ်ခါဆိုတော့စောစောကကျွန်တော်နှစ်ခါလေးပြတော့အခုဒီ
ဒီမှာပုံစံတူထွက်မယ်ဆိုရင်တဲ့3နှစ်4ဒီဒီမှာဒါ3နှစ်4လို့လာထွက်တယ်ထွက်လို့ရတယ်ပေါ့ဗျာနော်3နှစ်ကိုပရိတ်ကိုပြထားတာဆိုတော့အဲ့မှာကျွန်တော်ကပြီးခဲ့တဲ့ဘက်ကလည်း2 4 6ကို2 4 6လို့ပြန်ပြခဲ့တယ်နော်ဒီ2 4 6ကိုဒီမှာ2 4 6ဒီ3 5နှစ်တော့လည်း3 5နှစ် site တွေရှိတာဟုတ်အခုလည်းဒီမှာ3 4နှစ်ဒီခုဒီဘက်ကကနက်ဒီကိုလာထွက်နေတယ်တူညီမှုရှိရပေါ့ဗျာနော်ဒီက3 4နှစ်ဒီဘက်မှာကနက်ရှိမယ်ဆိုတော့3 4နှစ်လို့လာရှိတယ်ရတယ်ဒါမှမဟုတ်သူရှင်းနှစ်ကကနက်ဒီကက်ပြန်ကောင်းမနစ်ကကနက်ဆိုပြီးတော့ထုတ်မယ်ဆိုထုတ်လို့ရတယ်ပေါ့နော်တုံဒီစီနေပြအဲ့ဒီမှာအဲ့ဒီမှာတဲ့သူရထွက်ပြန်ကြည့်ဖြစ်စဉ်လေးမှာတဲ့ခုပြမယ်ဗျာဒီ58ခွန်ဒီ30ပေါ့သူ့နောက်မှာထောင်းတဲ့5 5တက်ဒီလဲ30ပဲတဲ့နှစ်ခုရှိ30ဒီဟာရော3 3 6ခွန်လဲ30ဆို3ခုဒီမှာ938ဆိုတော့4ခုတခါဒီမှာ893ဆိုတော့5ခုဒီမှာ3ခွန်နှလုံးကလည်း5ခုဆို6ခုဒီမှာ848ဆိုတော့9ခုတောင်ရှိတယ်เนาะ30ဖြစ်ဒီထဲမှာ30ဖြစ်တာ30တခု32ခု33ခု14ခုပေါင်းချင်း15ခု16ခု19ခုတောင်ရှိဒုတိယကံမှာကြည့်လိုက်မှာပေါ့ဗျာ58ခွန်ဆိုတော့ဒီမှာ30တခုတယောက်မှာ12ခုဒီမှာ13ခုဒီမှာ14ခု15ခု16ခု19ခုပေါ့နော်ဒီငါနှလုံးဆိုအဲ့လိုဖြည့်တယ်အဲ့ဒါမှာဒီနေရာမှာ893 9ခွင်အဲ့9ခွင်ရရင်1နှစ်2နှစ်3နှစ်4နှစ်4နှစ်မြောက်မှာ5နှစ်မြောက်မှာပေါ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာခွင်3 4ထောင်ပြီးတယ်သူရဲ့နောက်ထဲမှာ3 4နှစ်လို့ထွက်တယ်အဲ့မှာ3 4နှစ်ဒီတဲ့ဆော့ဆော့ကျွန်တော်ပြောခဲ့သလိုဒီမှာလည်း2 3 4ဒီ8ခွင်893 9ခွင်ရဲ့နောက်မှာလည်း3နှစ်4အဲ့ရရင်1နှစ်2နှစ်3နှစ်4နှစ်အောက်မှာလည်းဒီမှာလည်း4နှစ်3ဆိုပြီးခဏန်းညီတယ်ဒီကိုလာထွက်တာဒီမှာကျအဲ့ခဏန်းတွေကမညီတော့ဘူးဆိုတော့တနေရာတစ်မျိုးလာထွက်တယ်ဒီမှာ4နှစ်3ကိုဒီမှာ3 4နှစ်လို့လာထွက်မယ်ဆိုရင်လည်း3 4နှစ်တစ်လုံးနောက်တစ်ခါဒီမှာ893 9ခွင်ရဲ့နောက်မှာခွန်9ဆို9တော့ဟုတ်တယ်ဒါနဲ့ကဏ္ဍမတူတော့ဘူးဒီမှာခွန်5ခွင်တဲ့အဲ့ရ1နှစ်2နှစ်3နှစ်4နှစ်5နှစ်လို့သွားလိုက်မယ်ဒီမှာဆိုရင်8 5 6ဒီမှာ8 5 6လို့လာထွက်တော့ဒီမှာ8 5 6လို့တစ်မျိုးအဲ့တော့ကျတော့ဒီနားနေဒီကဏ္ဍနဲ့ကိုပရိတ်က9 8 6 3နှစ်4ခွန်5ခွင်ဆိုပြီးတော့ထွက်ထားတယ်ဆိုတော့နှစ်ခါတွေရောပြပြီး3ထိပ်တွေရောပြတာအဲ့တော့အခုအဲ့လိုဒီမှာ3နှစ်4ကိုလည်းနှစ်ခါနဲ့3ထိပ်နဲ့ဆိုရင်3နှစ်4လို့ယူမယ်အဲ့လိုမှမဟုတ်နှစ်ခါနဲ့ညီကို share site တွေလို့ပြခဲ့တော့အဲ့လိုညီကိုဆိုရင်လည်း8နှစ်9လို့ယူမယ်8နှစ်9 3နှစ်4 3လို့ယူမယ်နှစ်4 3 8နှစ်9တော့နှစ်တစ်ခါနဲ့ထည့်မယ်ဆိုရင်ကိုပရိတ်နဲ့ကတော့အများကြီးပေါ့နော်ကိုပရိတ်တော့မပြခဲ့တဲ့အတိုင်းအဲ့မှာတဲ့ဒီကရှစ်ထိပ်လေးပြအောင်ပါဗျာနော်ရှစ်ထိပ်နဲ့8 1 6အဲ့ဥစ္စာတော့အများနဲ့ပြလိုက်တော့မယ်ဗျာနော်ဒီမှာခွန်3ည4ခွန်3ည4နှစ်ကစီးနေပေါ့ဗျာနော်အဲ့မှာ8 1 8 လို့စောင်းထုတ်တယ်8 1ကနောက်မှာ8 3ည3လို့စောင်းထုတ်တယ်ကျင်ကြိုက်တယ်ကျင်နေရေးမျိုးအဲ့ရမှာတဲ့180ဆိုပြီးတော့180ဆိုပြီးတော့ထစီ3လုံးထောင်တယ်နောက်မှာ9 3ခွန်ဆိုခွေထားတယ်အဲ့ရအောင်မှာတဲ့သူ့ရဲ့နောက်နေမှာတဲ့3 5 8လို့ခါ3လုံးထောင်တယ်သူ့မှာ9 3လုံးစောင်းထုတ်တယ်ပေါ့ဗျာနော်ဒီမှာခွန်3ည4ပေါ့ဗျာအပေါ်မှာ6 8 8တဲ့သူ့အနောက်မှာအချိန်တိုင်းမှာ3 3ည8ဟောနောက်နေ့ကိုဆင်းရင်3ည1 8 9 3ခွန်လို့ခွေတယ်သူ့နောက်နေမှာ3 5 8ပေါ့နော်အဲ့3 5 8ကိုအောက်ကတော့လဲ9 9ဆိုခါ3တစ်စီ3လုံး9တယ်ပေါ့နော်အဲ့ရရင်ပေါ့သူရရင်တနေ့3နှစ်ဟောမှာသူ့နောက်နေ့ကရင်တနေ့2နှစ်3နှစ်မြောက်သွားရင်ဒီမှာ8 8ဒီမှာ8 8အဲ့8 6ပေါ့ဗျာဒီမှာ8 6နော်အဲ့မှာဘာကြောင့်တော့3 3 8လို့ထည့်8စိတ်စီထည့်နေတာဒီမှာလည်း9 3 8နောက်မှာ3 3 8လို့8စိတ်စီထည့်နေတာနော်ဘာ8ထည့်စီကိုဒီမှာ8 6လို့ပဲထည့်လိုက်ပါဘာကြောင့်လဲဒီမှာ8ထိပ်3 3 8ဒီ8ထိပ်ကလည်းသူ့ရဲ့မြေကုံမှာတဲ့8ပရိတ်ရှိတယ်ဒီ8ထိပ်ကလည်းသူ့ရဲ့မြေကုံရှိ8ပရိတ်ရှိဒီ8ပရိတ်ဒီဘက်မှာလည်း8ထိပ်ရှိချင်တာ8ဒီမှာလည်းကိုခါအများကြီးပါပဲဒီမှာ9 3 ညအဲ့လိုဖြစ်ချင်တာပေါ့နော်လာတာမလာတာတော့ပါပါဒါနဲ့8ထိပ်နဲ့လည်းထိုးရမှာပေါ့နော်ကျွန်တော်ဒီ site ကိုလည်းစောစောပြခဲ့ဘူးတဲ့ဒီမှာ8တင်မှာလည်း3 1ဆိုပြီးတော့ဒီနေရာ1ထိပ်နဲ့လည်းပြခဲ့ဘူးတယ်နော်3 1ပြခဲ့ဒီ site ပါတယ်ပေါ့ဗျာနော်အဲ့မှာဒါ8 6ပေါ့နော်အဲ့မှာခဏနေရတော့ဒီရဲ့ခဏနေပါပဲဗျာနော်
အားလုံးကံကောင်းကြပါစေ